ဒီကောင်လေးရဲ့ဒီဇိုင်းလေးကိုမြင်လိုက်တော်များသိကြမှာပါမင်းတို့ရဲ့ဗီဒီယိုလေးထဲမှာဆိုဒီကောင်လေးကတော်တော်လေးကိုပေါက်ခဲ့တဲ့ဒီဇိုင်းလေးပေါ့နော်ဒါပေမဲ့ဒီအဲ့ကောင်လေးကိုတဲမှာဆိုလို့ရှိရင်မင်းတို့ပထမအောင်စပြီးရောင်းလုံးကဒီခါလေးကိုလေတစ်ထည့်ကို2400နဲ့ရောင်းနေကြတာဟာတော့2400နဲ့ဝယ်ဘူးတဲ့သူတွေဆိုလို့ရှိရင်တော့မှတ်ပြီးလိုက်မယ်နော်ဒါလေးကိုပထမအောင်မင်းတို့က2400နဲ့ရောင်းခဲ့တဲ့ဒီဇိုင်းလေးပါခဲ့တဲ့အမားလေးတစ်ခုပေါ့နော်ဒါဆိုလို့ရှိရင်ပြန်ရောင်းတဲ့ချိန်မှာဆိုလို့ရှိရင်ပြောကြတဲ့ရောင်းတတ်ဖို့တက်ဝယ်တတ်ဖို့လဲလိုတယ်ဆိုတဲ့စကားတိတ်မှန်တယ်သိလား။ဘာကြောင့်လဲဆိုတော့အခုဒါလေးဆိုလို့ရှိရင်မမင်တို့ဝယ်ခဲ့ရတဲ့ဈေးကအပြင်မှာသူများလက်လီတစ်ထည်ချင်းရောင်းနေတဲ့ဈေးပေါ့နော်။ဒါအဲ့တော့ခါကျတော့ပြောမယ်ဆိုလို့ရှိရင်ကိုရဲ့ဝယ်ဈေးကမြင့်သွားတဲ့အတွက်ကြောင့်မလို့ကိုပြန်ရောင်းတဲ့ဈေးကလည်းပြင်လိုက်ပြီးတော့မြင့်သွားတာပါ။ဒါသားမှတဲယူစိတ်တွေဘာညာပုံစံမျိုးတွေမပါဘူးเนาะတဲယူစိတ်တွေဒလီကားတွေပုံစံမျိုးမပါဘဲနဲ့ကိုဒီဟာကမမင်တို့ရဲ့အရင်ပထမဦးဆုံးရှောင်းတဲ့ဈေးက2400နဲ့ဒီကောင်လေးကိုရှောင်းခဲ့ကြတာပါအခုဆိုလို့ရှိရင်မမင်တို့စီမှာ19500နဲ့လာဝယ်လို့ရပါပြီအရင်တော့ကလေ2400နဲ့ဝယ်ခဲ့ရတဲ့သူတွေကိုလည်းတကယ်ကိုအားလဲအားနာတယ်ဘာလို့လဲဆိုတော့ခါကိုရဲ့ဝယ်ဈေးကညစ်နေတဲ့အတွက်ကြောင့်ကိုရှောင်းတဲ့ဈေးကလည်းနှင့်သွားတာပါမမင်တို့ဆိုင်ကတက်မက်ကြီးကိုမှဝယ်ဈေးနဲ့ကျောင်းဈေးနဲ့မဟာတရားကြီးပြန်ခွာပြီးအမျက်ကြီးစားပြီးတော့ခါကြတော့တင်ထားတာမဟုတ်ပါဘူးเนาะမမင်တို့ကမှားပြီးဝယ်ခဲ့မိတဲ့အတွက်ကြောင့်မလို့မမင်တို့ရဲ့ဝယ်ဈေးနဲ့ရောင်းဈေးနဲ့ကကွာဟသွားတာဖြစ်ပါတယ်ခုဒီဒီဇိုင်းလေးတွေပြန်ရောက်ပါပြီဒါလေးဆိုလို့ရှင်လဲအဲ့ချိန်တုန်းကလေပစ္စည်းရရှိတယ်သိလားဒါပေမဲ့သူများရောင်းသေးနဲ့လေသူများရဲ့ရောင်းသေးနဲ့ကိုယ့်ရဲ့ရောင်းသေးနဲ့ရှင်းချင်ပါသူများတွေမှာလက်လီတစ်ထည်ချင်းဈေးကကိုယ့်စီမှာလက်ကားဝယ်ရတဲ့ဈေးဖြစ်နေတဲ့အတွက်ကြောင့်မမင်းတို့ကဒီကောင်လေးကိုဆက်မြောင်းတော့ပဲနဲ့ရက်လိုက်တာခုတော့ခါဒါလေးကလက်ကားရောင်းတဲ့ဆိုင်လေးတည်တံလေးတွေ့တော့ခါကြတော့လေဒါလေးရမင်းတို့ကပြန်ရောက်ပါပြီလို့လိုချင်လို့ရှင်လို့ရှင်မင်းတို့ရဲ့TikTok CB ဒါမှမဟုတ် Viber 0950 2456 0099465559နဲ့ TikTok CB မှာလည်းမှာယူနိုင်သလို Facebook Page ပြိုတော့မှာကနေလည်းမှာယူနိုင်ပါတယ် YouTube မှာလည်းအကောင့်လေးဖွင့်ထားတာဆိုတော့ခါရ YouTube မှာနေပြီးတော့လည်းဆက်သွယ်မှာယူလို့ရပါတယ်ရှင်ဘယ်ကနေပဲမှာတင်တဲ့နေရာတွေမှာလို့ရပါပြီရှင်အဲ့ဒါလေးလာပြောပြပေးတာပါဒါကတော့ကိုလိုပုံစံမျိုးကိုလိုဈေးရောက်နေတဲ့သူတွေဆိုရောင်းတတ်ဖို့ထက်ဝယ်တတ်ဖို့လည်းလိုတယ်ဆိုတဲ့အကြောင်းလေးပြောပြပေးတာဖြစ်ပါတယ်ရှင်